ကျွန်တော်နောက်မှာမြင်နေရတဲ့ကမ္ဘာဒုတိယအမြင့်ဆုံးမာဒစ်ကာ118 Tower ကြီးကိုသိကြလားဘာကမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာရှိတာဖြစ်ပြီးတော့မာဒစ်ကာဆိုတဲ့အဓိပ္ပာယ်ကမလေးဘာသာစကားလို့လွတ်လပ်ရေးလို့အဓိပ္ပာယ်ရပါတယ်ဆိုတော့မလေးရှားနိုင်ငံကလွတ်လပ်ရေးနဲ့ငြိမ်းချမ်းရေးကိုအထူးပြုတဲ့အနေနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်ဒီအဆောက်အအုံရဲ့ပုံစံကကျွန်တော်တို့1958ခုနှစ်မလေးရှားနိုင်ငံလွတ်လပ်ရေးကိုစတင်ကြေညာတဲ့အချိန်မှာသူ့ရဲ့ခေါင်းဆောင်ကနေပြီးတော့ညာလက်မြောက်ပြီးတော့မာဒစ်ကာလွတ်လပ်ရေးဆိုပြီးတော့မှစတင်ကြေညာတဲ့ပုံစံကိုစားပြုပြီးတော့တိဆောက်ထားရလို့ကျွန်တော်လေ့လာသိရှိရပါတယ်ဆိုတော့ဒီအပေါ်ဆုံးကဒီထောင်နေတဲ့ tower ကဆိုလို့ရှိရင်ဒီခေါင်းဆောင်ကြီးရဲ့ညာဘက်လက်ကိုစားပြုထားတယ်လို့ကျွန်တော်တို့သိရှိရပါတယ်ဆိုတော့အခုလောလောဆယ်မှာဒီအဆောက်အအုံဟာဒူဘိုင်းမှာရှိတဲ့ Burj Khalifa ပြီးလို့ရှိရင်ကမ္ဘာပေါ်မှာဒုတိယအမြင့်ဆုံး tower ဖြစ်ပါတယ်